မင်္ဂလာပါအပိုင်းကြီးစီမှာကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ဆရာတို့က if function ကိုသုံးပြီးတော့မှအခုပေးထားတဲ့ data ဇယားတွေကနေပြီးတော့မှ static column မှာဒီအချက်အလက်တွေပေါ်လာအောင် if function သုံးပြီးတော့ formula ရေးကြည့်မှာဖြစ်ပါတယ် okay ဆိုတော့ဆရာတို့ရေးခြင်းတဲ့ formula ပုံစံကဆရာတို့နောက်မှာမေးခွန်းလေးရှိတယ်เนาะဒါဆိုရင်ဆရာတို့ဒီမှာကုန်ပစ္စည်းတန်ဖိုးเนาะအဲ့တော့ရှေ့မှာပြခဲ့တဲ့ဇယားမှာဆိုရင်ဆရာတို့ကုန်ပစ္စည်းတန်ဖိုး price ဆိုတဲ့ဆရာတို့ column လေးရှိတယ်ဒီ column လေးပေါ့เนาะအဲ့တော့ဒီ column ထဲမှာရှိတဲ့ဆရာတို့က price တွေကနောက်ကုန်ပစ္စည်းတန်ဖိုးတွေက$5ထက်ကျော်နေတယ်ဆိုရင်ဆရာတို့က static column မှာ include text လို့ပေါ်လာဟိုအောင် formula ရေးပေးမယ်ပေါ့เนาะတကယ်လို့$5ထက်မကျော်ဘူးဆိုရင်တော့ဆရာတို့က tag ကလေးเนาะဒီ that indicator လေးကိုထည့်ပေးမယ်ပေါ့ okay ဒါကိုဆရာတို့ if function သုံးပြီးတော့ရေးပေးမှာဖြစ်ပါတယ် if function ရေးမဲ့တွေကိုသွားလိုက်မယ်ပေါ့ဆိုတော့ဆရာတို့သုံးမှာက f column မှာရှိနေတဲ့เนาะ price တစ်ခုချင်းစီကိုလှမ်းဆက်လိုက်မယ်ပေါ့เนาะ if function နဲ့လှမ်းဆက်မယ်$5ထက်ကြီးလားဆိုပြီးဆရာတို့ဆက်လိုက်မယ်ဆက်လိုက်လို့မှသူကတန်ဖိုးက$5ထက်ကြီးနေတယ်ဆိုရင်တော့ဆရာတို့က include text ဒါဒီအခွန်ပေးဆောင်ရမယ်ဆရာတို့က item မှာဆိုပြီးတော့အဖြေပြပေးမယ်ပေါ့เนาะအဲ့တော့ if function ဆိုတာကအခြေအနေတွေကိုသတ်မှတ်ထားတဲ့အခြေအနေတွေနဲ့ကိုက်ညီရင်ကိုက်ညီတဲ့ကိုပြခြင်းတဲ့အဖြေကိုရေးပေးတာပေါ့เนาะတကယ်လို့မကိုက်ညီဘူးဆိုရင်တော့တခြားအရာကိုပြပေးပါဒီလိုပုံစံမျိုးတွေဆရာတို့ကလုပ်ချင်တဲ့အခါ if function နဲ့သုံးလို့ရတယ် okay ဒါဆိုရင်ဆရာတို့က function ရေးကြည့်တော့မယ် equal if နောက်ပြီးရင်ဆရာတို့ queen စ logical test လုပ်မယ် okay price ကိုလုပ်မယ်ဆရာတို့သတ်မှတ်ထားတဲ့$5ထက်ကြီးလား5ထက်ကြီးလားဆက်လိုက်တကယ်လို့ကြီးတယ်ဆိုရင်တော့ value it true နေရာမှာ include is task လို့ရေးပေးလိုက်မယ်တကယ်လို့မကြီးဘူးဆိုရင်တော့ဆရာတို့က jack ကလေးပဲပြပေးလိုက်ဒါပဲ function လေးရေးပြီးလိုက်ရင်အခု function ထဲမှာ formula ရေးပေးလိုက်တဲ့အရာက logical test ကဒီတန်ဖိုးလေးဒီ5ထက်ကြီးလားသွားစစ်လိုက်တယ်နောက်စစ်လိုက်တာဖြစ်တဲ့အတွက်ဆရာတို့ကကြီးတာဖြစ်တဲ့အတွက် include test ဒါအခွန်ပေးရမယ့်ဟာပေါ့အဲ့တော့ကြောင်းရေးပြီးရင်အောက်ကိုဆရာတို့ကဒီတောင်လေးကနေပြီးတော့ဆွဲချလို့ရသလိုเนาะတကြောင်းရေးထားတဲ့တကြောင်းအပါဝင်ဆရာတို့အားလုံးကိုslash မှတ်လိုက်ပေါ့เนาะ slash မှတ်ပြီးတော့ဆရာတို့က keyboard ကနေ window မှာဆို control D ပေါ့เนาะ macbook တွေဆိုရင်တော့ command နဲ့ D နဲ့နှိပ်ပေးတာเนาะဒီလိုမျိုးလေးဆရာတို့နှိပ်ပေးလိုက်တာနဲ့เนาะ$5ထက်ကြီးတဲ့ price တွေအားလုံးဒီဆရာတို့ include text ဆိုတဲ့စာသားတွေကိုအလိုအလျောက်တက်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကို့မှာ data တွေကအများကြီးပဲเนาะဒါကိုမျက်စိနဲ့လိုက်ပြီးတော့မှ include text $5ထက်ကြီးတဲ့ like ရိုက်နေလို့ရင်ဆရာတို့အတွက်အချိန်ကုန်တယ်ပေါ့เนาะဒီလိုမျိုး formula နဲ့ဆရာတို့ရေးပေးလိုက်တာနဲ့နောက် function သုံးပြီး formula ရေးပေးလိုက်တော့မြန်မြန်ဆန်ဆန်နဲ့ဆရာတို့ရဲ့အလုပ်ကိုပြီးစီးသွားမှာဖြစ်ပါတယ် okay ဒါတော့ if function ကိုလေ့ကျင့်ကြည့်တဲ့သင်ခန်းစာတစ်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး function တွေကိုကျွမ်းကျွမ်းကျင်ကျင်လေ့လာခြင်းနဲ့ဆိုရင်ဆရာတို့ရဲ့ F.GC မှာเนาะ Advanced Excel video class ပဲဖြစ်ဖြစ် Zoom class ပဲဖြစ်ဖြစ်တက်ရောက်လို့ရပါတယ် video class လေးတွေကတော့ဆရာတို့ Telegram group မှာမိမိအဆင်ပြေတဲ့အချိန်တိုင်းဝင်ရောက်လေ့လာလို့ရတာဖြစ်ပါတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်